ပညာမတတ်တဲ့လူငယ်တွေကြည့်တာတော့ပညာမတတ်တဲ့လူကြီးပဲဖြစ်မှာပေါ့အကြီးရောက်တော့ပါနဲ့အဲ့တော့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ဘောပညာမတတ်တဲ့လူငယ်တွေလက်ထက်ကိုရောက်မှစိတ်ကြောက်တာတိုင်းပြည်လည်းပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထက်ရောက်မှစိတ်ကိုကြောက်ဒါဖြစ်ပါအဲ့တော့လူငယ်တွေကိုလည်းချစ်တယ်ကိုယ့်ဘဝကိုကြသနာတယ်ဒါကြောင့်ကျွန်တော်တရားတွေပြောနေတာဒီကောင်တွေမကောင်းရင်တော့ပြန်ငါတော့ပြန်နတ်ဘဝတော့ကမှုရှိလို့တဲ့နေဝင်ရတော့မှာပဲဘဝနေဝင်ရောက်မှတောင်ပြေးတော့ပြေးလေကျုပ်ကမပြေးကျင်တော့အဲ့တော့ပြေးရတာနဲ့များလာတစ်သက်လုံးကလည်းစိတ်ကတော်တော်ကြည့်နေကျွန်တော်အဲ့ဒါကြောင့်လူငယ်တွေကိုလိမ်ပါသေးကျွန်တော်မမိုက်သေးကျွန်တော်အမိုက်တော့ပဲဆိုတော့ဘောလို့ပဲဗျာဘောဘူးနဲ့ဘိုးတော်ပြတာလူမိုက်တော့မကောင်းတဲ့ရောက်ဘာကြောက်ပြောတဲ့ခါကျအဲ့ကောင်ဘောမင်းဒီတော့ကြောက်တယ်ပြောတာလူမိုက်တဲ့ငါဘာလို့ကြောက်ကျွန်တော်ကလူမိုက်ကြောက်တယ်ငါမင်းကိုပို့ချက်ချက်သတ်ပြနေတယ်နားလဲသူတော့တတ်တာသူတော့ပါအုံကပြေးသားရတယ်ဆိုတော့အဲ့တော့ကျွန်တော်ကလူမိုက်ကိုကျွန်တော်သိကြောက်တယ်အဲ့ဒါကြောင့်မို့လူငယ်တွေမိုက်သွားမှာဆိုလို့ကျွန်တော်ကပြောရတယ်အဲ့တော့ပြောတဲ့တဲ့မာမကျွန်တော်အခုအတွေ့အကြုံလေးတွေပါထည့်ပြီးတော့ပြောပါမယ်သမိုင်းကြောင်းလေးတွေကျွန်တော်ပြောမယ်အခုကျွန်တော်စာပေနဲ့သမိုင်းထဲမှာတွေ့ခဲ့တဲ့လူငယ်ဒီအကြောင်းကိုပြောမှာအဲ့တော့လူငယ်တွေရဲ့အဲ့ဒီနဲ့သင်္ကန်းစာပြောဖို့နော်လောကမှာတဲ့လူလိမ္မာတို့ပြည်ပြည်မှာတပါးသူရဲ့အမှားသင်္ကန်းစာကိုပြောရတယ်လူမိုက်တို့ပြည်ပြည်မှာကိုယ်တိုင်မောင်းမှသင်္ကန်းစာရတယ်ပုံရိပ်မိုက်ပဲသောသူတို့ကကိုယ်တိုင်မှားပါခြင်းနဲ့ပဲသင်္ကန်းစာပြုတတ်ကြဖို့မှားတယ်သူတို့ကမှားတာပဲမှားတာတော့ရှိသမျှပေါ့ယူတိုင်းမှားတတ်ကြလို့လေခဲရနေမှာခဲပြတ်တတ်တာဟုတ်လားဒါတော့ပြောကြလို့ဖြစ်သွားတယ်ဒါပေမဲ့တချို့အမားတွေကခဲရနဲ့ဖြစ်လို့မရဘူးနော်ဟောလာတီယိုကြီးပြောတယ်သူကတော့မှားတယ်မှားတော့သူကတော့ဆော်လီပဲငါတော့ထီကျိုးသွားပြီသူကတော့အော်လီပဲငါတော့ထီကျိုးသွားပြီမှားတာတော့ခေါင်းရင်းကိုပြီးသွားတော့ဒါမဲ့ထီကျိုးသွားပြီဟုတ်လားအဲ့ဒီလိုဖြစ်မှာဆိုတော့ကျွန်တော်ထီကျိုးတော့တီးပေါက်သွားတယ်ကောင်းပြီကိုလူငယ်တွေပြောချင်တာကျွန်တော်ကိုတိုင်းကရန်နဲ့ပြောတော့မဟုတ်ကျွန်တော်ဆရာကြီးပါဘုပေမောင်တင်သူ့စကားလေးကိုကျွန်တော်ခုခိုက်တယ်တကယ်နဲ့သူ့စကားလေးနဲ့ပတ်ပြောလို့ရှိပါတယ်အဲ့ဒါဟာလေမောင်တင်အတိုးချုပ်ပြီးကျွန်တော်ပြောတော့မှာနော်မောင်တင်မင်းကြောင်းထက်ဖြစ်တာပမာဒနာမှာဖျက်တဲ့တပည့်လက်ဆောင်ထက်တော်ကောင်းတဲ့သားမင်းကြောင်းထက်ဖြစ်တာမင်းတပည့်တွေကိုမင်းနဲ့တော်အောင်တင်တော့မင်းရွေရောက်လာလို့မင်းနဲ့တော်တရားမယ်စိတ်ဝင်နဲ့တင်တယ်အဲ့ဒီလိုကြိုးစားလို့တပည့်ကအိုးရဲ့တော်နာမှာအောင်မြင်ပေါက်တဲ့ဆရာတွေခေါ်တယ်နော်အဲ့ဒီလိုတပည့်ကဆရာတဲ့တော့နောက်တပည့်ကသူ့ဆရာတဲ့တော့စင်ကဲတော်သွားမှာ human process ကိုခေါ်တဲ့လူလောကကြီးကမြင့်သွားမှာပေါ့အဲ့လိုဘုပဲနဲ့တပည့်ကနေနောက်တပည့်ကျညပိုးတစ်ခေါက်ကျပိုးညမင်းအဝစီရောက်ဖို့ရှိတော့တာပေါ့ဟင်လားတော်ကောင်းတဲ့စကားတော့ကျွန်တော်တို့ကတပည့်ဆိုတာတရားတဲ့တော်ချင်းလဲတော်မှာပေါ့ဆိုရစ်ပြီးတွေးတဲ့ကောင်းနေကိုကအတဲ့ခေပြတာအင်္ဂလိပ်ကို literal thinking ကိုဖွဲ့ပိတ်ကြောက်ဖို့ပေါင်းတဲ့တွေးနည်းမျိုးတော်ရမယ်လို့ပြောတာအဲ့ဒီနိုင်ခု literal thinking နဲ့ပတ်သက်နေကျွန်တော်စကားရှိပြီးပုံလေးပဲပိတ်စိတ်ဝင်စားတဲ့အကောင်းတဲ့ပုံလေးပဲရှိပါတယ်ပါတယ်ကျွန်တော်ဒီနေ့နဲ့ having the championship တော့ဒီနေ့ပြောကြတယ်ဒီပါအဲ့ဒီကနေတစ်ချက်ဆင်းပွားပြီးလိုက်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်လာလဲအရင်တော့ကဆိုလို့ရှိရင်ကျွန်တော်မှတပည့်ပန်းကလည်းအင်မတန်များပါလေကျွန်တော်အသက်ကတည်းရလာတယ်ဒီလိုတဲ့ကဘလို့စပြီးတော့ပါတယ်ဟောရန်ကုန်တက်လို့နောက်ပြီးတော့ online college စရတဲ့ကျောင်းနေပါတယ်မနေ့တော်များရောက်ခဲ့တယ်တပည့်တပန်းနဲ့ပေါ်ပါကတော့လို့ရှိရင်ကျွန်တော်အရင်တော့ကဘယ်လိုစုပေးလဲအိစီတာပါတီနာတိုးရှာခိပါပြီးတော့တမိတ်တို့အလိုရှိလိုက်တော့မှပြီးလို့မှာကောလူကြီးတွေလည်းကိုအဲ့လိုစုတော့ခွဲလို့ပြလိုက်တော့စကြတော့ကျွန်တော်ရင်းနဲ့တမျိုးဖြစ်လာတယ်အဲ့ဒါတော့ဆိုရင်ကျွန်တော်စုပေးတဲ့ကဘာပေးနေတယ်ဘာလို့စားလို့အခုလိုကြွရတဲ့ဖြစ်တော့ကောမီကိုဖားတဲ့နောက်တစ်ဆင့်မြင့်ဘဝကိုတီဆောက်လိုက်ပါသည်ဗျကိုသားကိုသမီးကိုကိုတဲ့နောက်ဆင့်မြောက်မြင့်တင်ပေးနေတဲ့ပခိုးဖွားရှိတော့ယောက်ျားကောင်းဝင်းမမြတ်ချွတ်သေးကုန်တည်းလို့ကျွန်တော်အများကြီးပေးမဟုတ်တာဒီကမှာကောင်းလေးကောင်းပါလေပါမင်းတို့ရဲ့လုံကနှစ်ခုတည်းတစ်ကိုမီကိုဖားတဲ့တစ်ဆင့်မြောက်လို့ပါနှစ်ကိုသားကိုသမီးကိုကိုတဲ့တစ်ဆင့်မြောက်ပြစ်တင်ပေးနိုင်တဲ့မိကောင်းဖခင်ဖြစ်ရမယ်ဆိုတဲ့စိတ်လို့သဘောထားပါအဲ့ဒီခါမှာအမျိုးကြီးမပေါ့အဲ့ဒီလိုပုတ်ပဲနဲ့ဟုတ်လားကိုဘီယာတိုင်းနဲ့ကိုလက်ကြတဲနဲ့သားသမီးကြပလက်ဖောင်းပေါ်ရောက်သွားရောပေါ့အဲ့ဒါကြောင့်သားသမီးကြဘာသွားလဲ
ရှေ့မှာဖတ်လို့ချပြီးတော့ပိဋိဓမ္မသံဃာနိုင်ငံသားဆိုပဲနောက်ဆုံးရလိုက်ရွေးရလိုက်တဲ့ဟုတ်အဲ့ဒီတော့အဲ့ဒီသားမျိုးအမျိုးရုပ်သားအမျိုးကိုရုပ်သွားသေးတော့သားမရှိဘူးမထင်နဲ့ကိုလေးတခုပြောလွန်ခဲ့တဲ့တနည်းတော်တော့ပါကျွန်တော်အင်္ဂလန်မှာရှိကျွန်တော်မိတ်ကလေးယူသဘီပြောစပါတယ်ဒေါက်ခင်ကင်းရှော့တာကြောက်ပါလိမ့်မယ် SS and a lot ကျွန်တော်နဲ့တော့ခင်းတော့ကောင်းလေးတယောက်ပဲကျွန်တော်စာရေးပြီးတော့ပြေးလိုက်တယ်။သူအောင်တယ်ဘောသူ့ကိုကူညီလိုက်ပါပေါ့။ဒီကောင်လေးကအသက်က25လောက်ရှိပါလိမ့်မယ်။ဒါပေမဲ့အကျက်ကတော့ကျွန်တော်လည်းတော်တော်မျိုးဒီကောင်နဲ့စကားပြောရင်မော့ပြောနေတာ။လေဘေးကြောင်းအောင်ပြောရတယ်ပဲခေါင်းနဲ့။အဲ့တော့သူကပါလဲဆိုဗမာဘာသာစကားကိုလေ့လာတဲ့ခါမှာဘုန်းကြီးစကားရှင်မြင်းစကားနတ်စကားပေါ့စပယ်ကျေစကားဟိုကရိုးကျွန်တော်စကားနဲ့မတူဘုန်းကြီးဆိုရင်ပုံပြီးတယ်ပေါ့။ဒါကျင်းတယ်ပေါ့ရှင်မြင်းဆိုလို့ရှိရင်ဆက်တော့ခေါ်တယ်သားတော့ခေါ်တယ်ဒီကိုသုံးတော့အဲ့ဒီဥစ္စာတွေသူကလေ့လာလေ့လာတော့ကျွန်တော်လည်းကိုကြီးပေးပါရဲ့ဒါနဲ့ပြီးတော့ဒီနေ့ကျတော့သူကဘာပြောလဲဆိုတော့ဒီကောင်ကဆရာကြီးတဲ့သူကဆရာကြီးလို့ခေါ်ဆရာကြီးတဲ့သူပေါ့လေဗမာတွေသိတဲ့ခါမှာနောက်ဆုံးဘယ်လိုတကြိုလဲအဲ့ဒီထုံနှက်စင်လောက်သိရင်လည်းတော့ကိုင်းကွာလိုက်လို့ပါဆိုကျွန်တော်လည်းတန်တော်တင်းရင်ကိုခေါ်ပါအဲ့ဒါသိတာတင်းရင်ကမှရှင်းဆုံးပဲလေအဲ့ဒါတင်းရင်ကိုတကြိုရတယ်ပြပါကျွန်တော်ခေါ်ပါခေါ်တော့ကျွန်တော်တင်းရင်ကအခုဒီဘက်ကြောင်မှာတော်တော်ရှင်းသွားအဲ့အရင်တော့ကတော့ကျွန်တော်တင်ဝေးမာတယ်ယူရတဲ့ပုံမှန်ဘိုးရင်းနဲ့ဒီကဖြာစမ်းနဲ့ခုနခဏလေးကတမင်းရောထားလို့အနံ့သက်ကစားမကောင်းရှစ်ခန့်နေတဲ့နေရာကြီးပေါ့နောက်ပြီးရှေ့ပြင်းတဲ့သားတန်းမှာသူလေးလို့ရှိနေအဲ့ဒီပါရှစ်ခန့်တော့ပါတဲ့ဒီအတုပခေါင်းနဲ့ငှားတာတွေပဲလေပေါ့လေဒီစူပေါင်းတော့ဘာလို့တဲ့ခေါင်းရောင်းခေါင်းကငှားတာအတုပရင်ငှားတာတွေရင်မျိုးပေါ့ဗျာဒီခေါင်းတွေပါလေသူလို့ရှိနေတဲ့ကားတွေသိကြဒီမျိုးအမျိုးနဲ့တကားတဲ့ရောက်ဆုံးနေပါလေပြားတွေပါလေဖြတ်ပြီးတော့ဒီရင်းနဲ့လူပေကျင်စိတ်ပေါက်လာတော့သူတို့လည်းအမျိုးဆွဲတော်တာပေါ့ခက်အဲ့လိုလုပ်တာအဲ့ဒီအရာတွေရောင်းတဲ့တဲ့မှာကျွန်တော်ရှောက်ပြီးသွားရင်ကနေဘယ်ဆိုင်ဝဲရမလဲဆိုအောင်းပြီးတော့အဲ့ဒီမှာမိမတယောက်ကအသားယူ35 40လောက်ရှိပါဒုံကြီးပေါက်လာဒီလက်ကောက်တွေကလည်းဒီကဝစ်ထားဝင်းတော့အဲ့ဒါကျွန်တော်ကြိုက်တာပါဆိုကိုတောင်လေးခေါ်တော့ဝင်းသွားတော့ဟိုမိမကလည်းပဲကျွန်တော်တို့ဝင်လာတော့ဟိုတောင်တယောက်ကလည်းရန်နေဖြူပေါ့အရိုက်ရှိနဲ့ခံရင်ကျွန်တော်နဲ့ဆိုညောက်သားဒါအာသုဘအိတ်ဒါမဟုတ်ဘူးသူကြီးပြီရင်းကသူနဲ့ပတ်သက်ထားပြီးတော့ဘာပြောအောင်မှမပြောကျွတ်တော့လည်းသူဘာပြောလဲမှာမတော့ခိုက်ကြောက်ချစ်နောက်ကြတဲ့ပြောထိုင်းသွားလို့ဆိုခိုင်းပဲကျွန်တော်ကသူ့ကိုအတူပါယူတဲ့ထုံးတဲ့စလာဒီမိမကိုမေ့သူပြောတဲ့စာပြပြောကျွန်တော်ကိုယ်တိုင်ကလည်းဒီဝန်သားတို့ခုပြန်ရေးတဲ့စာအုပ်လေးတွေပါဖောက်ပြီးတော့ကျွန်တော်လည်းအဲ့ဒါပြောပေါ့ပြောနေကနေဘယ်လိုဖြစ်တယ်ဂျုံမုံကကျွန်တော်ကတိကျစီတော့ဒီကအဲ့ထဲမှာအဲ့မှာဒီကအစိတိကျပဲရှိကျွန်တော်တောင်းမယ်လို့ဆိုတော့ထုတ်လိုက်တဲ့ခါကျတိကျဘိုးကောင်ရှိတော့ဟိုဘက်မှာလည်းဗျာဒုညောက်အမိတိတိချတောင်းပါလို့ခေါ်မပြောကျိုးလည်းကြရတာချေလာတောင်းချလာသူကလည်းမတည်ဘူးပြီးတော့ရင်းနှီးရမ်းတဲ့ဖွဲ့ပြီးတစ်ခွက်ငှက်ပြီးတွဲနေတာကျိုးလို့တောင်းပါလို့ခေါ်မပြောဘူးနောက်ကကျွန်တော်လည်းမနေနဲ့တော့ဂိုင်းပါလို့ခင်ဗျာဒီခမကြီးဆယ်လီတော့တာကျုပ်လည်းကြရတာချင်လိုက်ပြီးသားပါဗျာလို့တေးတော့ဟာရောက်ရတဲ့ကိုကြီးပြေတော့ကအမှန်ကတော့သူကသူတို့တဲပေးတဲ့ဟာမျိုးလူတိုင်းစိုက်ကြမှာတာတာဒါကြောင့်သူကမပေးတာလားသူကအဲ့ဒါဒီမှာစီးခဲ့တော့ရင်းနှီးလေးဗျာလို့ဝေးချန်ဝေးကြော်လေးတက်ထပ်ခက်ပြတက်ဖြစ်သူကကျွန်တော်လည်းရည်ရည်ထက်တော့ဖူကောင်းနဲ့တောက်ပါဖူကောင်းနဲ့ချဒီလိုအဲ့ဒီတော့ကနေကျွန်တော်ဗာမေးလိုက်တော့အီမေခဏကိုကျွန်တော်တခုမေးချင်သိမဆိုးနဲ့တော့မဆိုးအောင်မေးပါဘူးတဲ့ခင်ဗျာဒီအလုံးငန်းကခင်ဗျာမျိုးလာတော့ဟာမဟုတ်ဘူးတဲ့ဒါကျမတီးပွားတဲ့ကျမခရမ်းမှာဟာမျိုးမဟုတ်ဒီတောင်းရောက်နေတဲ့အားကြီးအကုန်လုံးဘယ်သူမှမျိုးမဟုတ်ဒါတီးပွားကြီးပဲဟာဟုတ်လားဒါဟိုသင်္ကြန်ကိုလည်းနေတာတော့တို့နေစရာမရှိလို့လားတဲ့ဘာမျိုးလဲပေါ့ဘယ်ရလာမှလည်းဒီဟိုဘက်နေကြတာဘာမှပေါ့တမျိုးသားဟုတ်တာအဲ့ဒီမျိုးရတယ်မသိဘူးဘယ်ရောက်ကုန်လို့လဲဒီကလူတွေတယောက်မှမရှိတော့တာအမှန်ပဲတဲ့ဟုတ်လားမသိဘူးလေကျုပ်ကဒီတဲ့ဥစ္စာသူထရီရဲ့ဒီလိုနေရသူတို့အဲ့ဒီမျိုးမှာသူကအောက်ဝင်နေတာတော့မိမဘာပြောလဲအဲ့တော့ကျွန်တော်ကဇေယိတ်ကပြစ်ပြစ်တယ်ဗျာခမရဘေးဒီကနေပြပြောကြိုက်တာအကုန်ရတယ်ဘာသာမဟုတ်ဘူးညာအကုန်ရှိတယ်ညနေခမရ9 နာရီ6 နာရီလောက်ပဲအဲ့ညာဖြတ်မသွားနဲ့ခက်ရိုက်လူကြီးတော့အောက်ပဲတော့ညာကြီးတို့ဘာပါသွားရတွဲထားပြီးတော့အောက်ပဲကျွန်တော်တခါ6 နာရီလောက်အဲ့ရဖြတ်ပြီးတော့တကယ်ကြီးကြောင့်ဝီးဝင်တိုက်တမ်းမှနည်းနည်းပြန်နေတော့ဖိုးကောင်းကဟာပေါင်းနေမဲ့ကျောင်းကတက်ပြလာကျွန်တော်အိတ်ကလေးကပါဟုတ်တယ်လေကျောင်းကဟာဘေးရလာတယ်နဲ့ခင်ဗျမသိလို့ဝေးရဖြတ်လာဟာထဲရကြမနှုတ်စမဲ့ပုံလေးဟာကန်ကောင်းကိုဘာမှမဖြစ်တယ်ခင်ဗျဟဲ့တူတာနေနေလို့ရှိတယ်တော့တဲ့ခင်ဗျကန်ကောင်းကိုလွတ်လာတာလက်ကနိုင်လေးစွပ်ပါသွားတာအရင်ပြီးခင်ဗျသေးကိုရောက်တော့မင်းနဲ့လုပ်ပဲထိတ်ရပြပြောတာအဲ့လိုဆိုးတယ်ခင်အဲ့ဒီမှာကျွန်တော်နဲ့သူလည်းစကားပြောနေတာနေ့လေနိုင်ပဲတစ်ချက်လောက်ပေါ့အဲ့ဒါပြောနေတာလေဘာပြောလဲဆိုတော့ဒီထဲမှာမျိုးမရှိတော့ဝိုင်းညာစကားတက်ပဲသူကအကိုကြီးစိတ်ဝင်စားလို့ရှိရင်လေရ
ည9နိုင်ဝယ်ရှင်တယ်လို့လာခဲ့ပါလားအော်မတောင်းသူအတင်းကြီးကိုဖန့်ချိတ်ပြီ6နိုင်တော့တော့မသွားဘူးဟုတ်တော့သူက9နိုင်ဝယ်တင်နေဖန့်ချိတ်ကျုပ်ကအလာမဘောပြတယ်သူကဘယ်နဲ့သူဟဲ့တယ်လာမောင်းတော့ပုတ်ပေါ့ဦးကြီးကိုပြကျင်လိုက်သူအောင်မဲ့သူကပြကျင်တာနာသေးတယ်သူကလည်းဟုတ်လား9နိုင်ဝယ်တင်လိုက်ပါပြကျင်လိုက်သူကနေသားမပြောစမ်းမလို့ပြဟဲ့ဘာပြကျင်တာပြောတော့ဗျာကျုပ်ကလာမကြည့်နိုင်လို့ပြောတာဆိုမဟုတ်ဘူးပြတယ်မှာကောင်းပြီဆိုရင်ကာကြီးကားငင်နဲ့သားစီတောက်ကြတယ်ဒါပို့လိုက်တော့မှပြကြတယ်ဟာကျွန်တော်စိတ်ဝင်တော့နေစမ်းမောင်းတော့မေးရတဲ့အခါကျမှဘယ်လိုဖြစ်လာဆိုရန်ကုန်မြို့ပေါ်မှာဖြစ်တကယ်ကိုအထက်တန်းဆန်းတော့ high society ဟာတယ်နော်ဖြစ်ချင်တဲ့ဖြစ်ပြီးဖေးတွေပါတယ်ထို့ဒီဘိန်းတွေပါတယ်ချာအခုလူရင်းကနေပြီးဒီကောင်းတဲ့ဒါနဲ့တော့ပဲဆိုလို့ရှိရင်ဘာမှချောင်းတော့တာမဟုတ်ဘယ်တရားဖို့လိုက်အဲ့ဒီနေရာမှာလုပ်ကြတာလုပ်တော့ဒါပထမရေးမဒီအိမ်မှာဖူအပြောက်တရားတော့ပြောလို့မရဆိုလို့ပဲအဲ့လိုဖြစ်င်းကနေနောက်ဆုံးဝိတ်တော့ဘာဖြစ်လာလဲတော့ဒီကောင်းကကိုရီရုံးကတွေ့လာတာလက်တော်သီးဖို့ဖြစ်လာတဲ့အခါကျတော့အိမ်မှာဒုက္ခရောက်ဒီကောင်ကိုအေးရှိမထွက်နဲ့နောက်ပြီးမှထားသူ့ဘို့ပကံတိချက်ထားသူကလည်းတေးရှိမထွက်ဘူးသူ့ကိုအဲ့ဒါလာတော့မေးနေပဲဖိုးသွားသလိုယူသွားလို့လုပ်ထားရအဲ့လိုဖြစ်တော့ဒါကအမရဲ့သားလေးတူလေးပါလားတူလည်းမနှောင်းပါဘူးဟိုကလည်းဘယ်နှမ်းခဏကလေးဘယ်တော့ပဲချစ်နေတာအဲ့ဒါမှမကြီးကအဲ့ဒါသားရဲ့ဖေးကူပါဆိုတော့ကုမယ်ဒါပေမဲ့လို့သူကထောက်ကြမှာမကူရင်ဖြစ်ဘယ်သွားမလဲတောင်ဝိုင်းမော်ရမယ်တော့ပို့လိုက်ပို့လိုက်တဲ့ထားကြဒီကနေသားဆက်အပုံပို့ပေးတယ်ဒါမှဖိုးကနေပဲဒီယောဂမျိုးသားအချင်းတောင်လေးခက်ဆံမှန်လေးထက်တာဒီထဲမှာနေရတာပြည့်ထွက်ရတာခိုင်သူတို့ဒီထဲမှာသေးတော်တွေပြည့်အစားအစာကောင်းကောင်းကြည့်တယ်ဒီကပို့ပေးတယ်ဒါမှဆေးကိုချိန်မှသားရတယ်မသားမနေရဆရာကကြည့်ချက်ပြီးတိုက်တယ်နေ့စဉ်တိုးတက်ဖို့ကိုကြည့်တယ်ဒီလိုလုပ်ရတာဖိုးကတက်လုံးလွတ်ချင်တိုင်းလွတ်လာတဲ့ကောင်ကအဲ့ဒီမှာနေရတဲ့ပုဒ်သားလုံးဝမပျော်ပိုက်တော့ဆေးလည်းမချမ်းမှလည်းမတက်အဲ့လိုသိတော့နောက်ဆုံးပိတ်ကြရတော့အဲ့ဒီမှာတောင်ဝိုင်းကနေခမရတို့သားဒီပြောက်သွားထွက်ပြေးသွားပြီဆိုတော့ဘယ်ရောက်ပါလိမ့်မယ်ဆိုတော့ပသိမ်ကိုနှမ်းတန်ရွေးမားလေးထားမေးဟုတ်လားကျန်မေးပြီးမော်ဒန်နှမ်းပြီးတော့ရေနံကြောင့်မေးမရှိတော့ဘူးတန်းနေပဲတူးသွားပြီးလိုက်တော့ကြံတော့ဆရာရောက်ကဲတော့ကိုတို့ဖြုတ်ကြလိုက်တော့ဘဝကိုတွင့်ကြလိုက်နောက်ဆုံးပိတ်ကြသူ့ဘသူသားဘယ်ဝသားတော့မပြောအဲ့ထဲမှာပဲပြောကြီးနေသွားတယ်ဒီတိုင်းဒီယောဂနဲ့နေသွားတယ်သူ့ကျန်တဲ့ယောဂချင်းနဲ့လဲကူမကြောက်ကြမလို့အတူဟုတ်လားအကုန်လုံးမဲ့ကိုအတူလုံးနဲ့အတူတူဆိုတာတော့ပဲဟုတ်လားအဲ့ဒါတွေပဲမိဘတယောက်ကအဲ့လိုပဲနာကျိုးတော့ရေမဲလာနေမဲလာတော့ဟောမိဘတယောက်ကနာအောင်လို့တဲ့အဲ့တော့လင်ကကြောင်လာလားငါကြောင်အောင်မဟုတ်နဲ့ကွာဘာညာနဲ့ဆိုနောက်ဆုံးပိတ်ကြီးစီရောက်တော့ကြီးရဲ့ကြည့်တာတန်နင်းနဲ့နာကြောင်းနင်းနဲ့နာကြောင်းအကောအတူပဲပြန်ကြအောင်ဆိုတဲ့အဲ့လိုပဲဟိုဘာအတူတူကြီးပဲဆိုတော့ဘာမှပြောကြမလို့တော့အဲ့ဒီလိုလေတော့နောက်ဆုံးပိတ်ကြတော့မိဘမတတ်နဲ့သားသမီးကိုရကြပြီသူအဲ့လိုသွားတော့ပုတ်စားမသေးရင်တော့တားပြီးတော့တနာနဲ့သူ့အိမ်မှာတော့မထားနိုင်တယ်ကဲကိုရင်တို့ဒီမှာစဉ်းစားပါအဲ့ဒီကောင်ကကျန်တော့သင်္ချိုင်းကုန်းနဲ့ဖိတက်တို့တည်နေကတ်အဲ့ဖိတိကကောင်မလေးနဲ့ရတာဒီကောင်နဲ့အဲ့နဲ့လုံကြမယ်ကဲဘယ်သူနဲ့ရောက်တော့အဲ့ကိုထဲမှာကြည့်နေအဲ့မိန်းမလေးနဲ့ပဲရမှာဟောသင်္ချိုင်းကိုကြိုကြတဲ့မိန်းမနဲ့ပဲရမှာရလို့ကိုလာတဲ့ကလေးကတော့အဲ့ဒီထဲမှာကတ်နဲ့ TTC ကိုပို့နိုင်တာကြောက်ထားနိုင်တာအဲ့ဒီကိုထဲပဲကြောက်ပြီးတိတိရမှာပေါ့ဒီမျိုးတစ်ခုဘာဖြစ်သွားလဲသွားထားကြောင့်အမျိုးရုပ်သားစားမောင်ရင်တို့မဖြစ်ဘူးလို့မထင်နဲ့ဖြစ်သွားလိုက်တယ်လူတွေကသူများထီပေါက်လို့ရှိရင်ငါပေါက်နိုင်လဲလို့ထင်တယ်ဒါကြောင့်ထီစုထိုးနေကြတာဒါမဲ့သူများပတ်တဲ့ငါအတိုက်ခိုင်းနိုင်တယ်လို့ဘယ်တော့မှမတွေးကောင်းတာကကိုယ့်ဘက်ကိုယူတွေးတာမကောင်းတာကြကိုမပါဘူးလို့ပြေးတာဟုတ်လားခေါင်းကပြောလို့ဖေးဆွဲပြီးတော့အပေါင်းပေါ်မှားလို့ဖေးဆွဲပြီးတော့ကြံတော့ရောက်သွားနိုင်တဲ့အမျိုးရုပ်သားဖြစ်သွားနိုင်တယ်လို့ဘယ်တော့မှမပြောမဖြစ်ဘူးမထင်နဲ့တော့အပေါင်းသိမှားလို့ရှင်နော်ဒီလောက်ဟာမပြောနဲ့တဘဝတာမပြောနဲ့အဝစီတောင်အလေလိုက်တာကြီးဒီဝိနဲ့သွားပေါင်းပြီးတော့အဇတတဟာအလေလိုက်သွားတော့ပတာအဲ့ဒီဘဝမှာသောတပန်ဆိုက်ရမယ့်ပုဂ္ဂိုလ်ကိုရင်တို့မောင်ရင်တို့ကျွတ်တို့ပါချီပါကျက်ထင်မနေနဲ့ညအဲ့ဒီတော့ပါရမီဟရေးမာကြီးတောင်မှကြွားသွားတယ်အဝစီဘုတ်ကြီးပေါ်ကြည့်ပဲပုံမှန်သူဒါတော့ကတော့တရားထွက်လာလို့ရှိရင်ပြည့်စိကဗုဒ္ဓဖြစ်မှာဘုကီလုံးပြီးသားနိဗ္ဗာန်ကိုအပကလတ်သက်သွားမှာဟုတ်အဲ့တော့အဇာတတလို့လူတို့တောင်မှအဲ့လိုဖြစ်နေသေးလို့ရှိရင်မောင်တို့မဖြစ်နိုင်ဘူးကအဲ့ကြောင့်
ကြက်ကြက်သိထားတယ်ဗျငါသည်အမျိုးရောက်သားမဖြစ်စေရဘူးငါသည်အမျိုးသမီးမဖြစ်စေရဘူးသားအများနဲ့ဘောပေါက်ပါတောင်းပြီဒီပါတယ်သင်မြင်မယ်အမျိုးသားမဖြစ်စေရဘူးအဲ့ဒီလိုဖြစ်တဲ့အချိန်မှာဒီကနေ့လူငယ်တွေကဘာဖြစ်လာလဲဆိုတော့ဒီနေ့ပြဿနာကြလူငယ်တွေရဲ့ပြဿနာကျွန်တော်အစီကိုခဏခဏမေးတယ်ပညာကြားမှာလားပိုက်ဆိုင်ကြားမှာလားပိုက်ဆိုင်ရှိတဲ့ကောင်တွေကရှိရရောက်တယ်ပညာတတ်တဲ့ကောင်တွေကနောက်ကအကုန်လုံးပညာတတ်တဲ့ကောင်တွေကဘွဲရတယ်ဘွဲရတော့ဘာဖြစ်လို့အာမဖြစ်ဟိုဦးဝိမလာတော့ဦးစတိလာဆိုဘွဲရမှာနည်းနည်းစိုးလေးပါလေစားလို့ဖက်ဟုတ်လားရှာဒီအဲ့တော့ဒီဘွဲရဘာလို့မှပြုတ်စားလို့လည်းမရအဲ့လိုဖြစ်နေခြေစမ်းမောက်ပိုင်းစားမရှိတဲ့ကောင်ကဒီလိုဖြစ်နေပိုင်းညာတော့အဲ့ဒါတွေကပြဿနာခဏခဏဖြစ်တော့ကျွန်တော်ကလူငယ်တွေရဲ့အတွက်စိတ်ကမကောင်းအဲ့တော့သူတို့ပြောတဲ့ဥစ္စာတွေကျွန်တော်ကညင်းဖို့လို့လည်းခက်တယ်အဲ့တော့ကျွန်တော်ပြောရတယ်မင်းတို့ပုတ်ဖို့ဒါဟာအခိုက်အတန့်မှာယာယီမှန်းပြီးသားမှာကျွန်တော်ပြောရတယ်ဟဲ့လား